ဒူရီချမိတ်ဆွေများအားလုံးမင်္ဂလာပါဒူရီရွှေတောင် channel မှာကြိုဆိုပါတယ်ကျွန်တော်ရဲ့ချမိတ်ဆွေများအားလုံးကံကောင်းနိုင်ကြပါစေလို့လည်းဒူရီရွှေတောင် channel မှာဆုတောင်းပေးပါတယ်ကျွန်တော်များအနေနဲ့ပထမဦးစွာပရိတ်ကိုမနက်ဖြန်10 ရက်2 လ 2026 မနက်ပိုင်း12 နာရီ1 မိနစ်မှာထွက်ရှိမဲ့ဒူရီပေါကနန်းများကိုစပြီးတင်ပြပါတော့မယ်အဲ့ဒီမှာကျွန်တော်အနေနဲ့ပရိတ်ကိုစပြီးတင်ပြရမယ်ဆိုရင်ကျွန်တော်တို့ကဒီ9ပါဒီ9ရဲ့ဒီ1ရဲ့ပေါင်းရင်10ပါဒီ10ရဲ့ဒီ4ရဲ့ပေါင်းလိုက်လို့ရှိရင်4ပါဒါကြောင့်မို့ဒီ9ရဲ့ဒီ1ရဲ့ပေါင်းရင်10ဒီ4နဲ့ပေါင်းရင်4ပါဒါကြောင့်မို့ကျွန်တော်တို့ကဒီမှာဒီ1ရဲ့ဒီ4ရဲ့ပေါင်းရင်5ပါ5ရဲ့9ရဲ့ပေါင်းလို့ရှိရင်4ပါเนาะဒီမှာတစ်ရှိထားတဲ့အတွက်ကြောင့်ကျွန်တော်တို့ကဒီမှာ3ပရိတ်ကိုထည့်ပေးရပါမယ်ဒါဆိုရင်ဒီ1ရဲ့ဒီ4ရဲ့ဒီ9ရဲ့ပေါင်းရင်4ပါเนาะအဲဒီလိုပဲကျွန်တော်တို့ကဒီမှာ6ပါဒီ6ရဲ့ဒီ4ရဲ့ပေါင်းရင်3ညပါဒီ3ညရဲ့ဒီ3ရဲ့ပေါင်းတော့3ပါဒီ6ရဲ့ဒီ4ရဲ့ဒီ3ရဲ့ပေါင်းလို့ရှိရင်3ပါเนาะဒီ3ကိုကျွန်တော်တို့ကဒီမှာဒီ4ရဲ့ဒီ6ရဲ့ပေါင်းရင်3ညပါဒီ4ရဲ့6ရဲ့ပေါင်းရင်3ညဒီ3နဲ့ပေါင်းမှသာကျွန်တော်တို့ကဒီ3လုံးပေါင်း3ဖြစ်မှာပါဒါဆိုလို့ရှိရင်ကျွန်တော်တို့အနေနဲ့မနက်ဖြန်12 နာရီ1 မိနစ်မှာထွက်ရှိမဲ့ပေါကနန်းများကဘယ်ကနန်းများဖြစ်မလဲဆိုတော့ကျွန်တော်တို့ကဒီမှာ9ပါเนาะဒီ9ရဲ့ဒီ3ရဲ့ပေါင်းလို့ရှိရင်10ပါ9ရဲ့3ရဲ့ပေါင်းရင်10ပါဒီ10ရဲ့ဒီ1ရဲ့ပေါင်းရင်9ပါเนาะ9ရဲ့3ရဲ့1ရဲ့ပေါင်းရင်9ပါဒီ9ကိုကျွန်တော်တို့ကဒီမှာ9ဖြစ်ဖို့အတွက်ဆိုလို့ရှိရင်ဒီမှာ6တလုံးရှိပါတယ်6ရှိနေတဲ့အတွက်ကြောင့်ကျွန်တော်တို့ကဒီမှာ3ပရိတ်ကိုထည့်ပေးရပါမယ်เนาะ3ပရိတ်ကိုထည့်ပေးရပါမယ်အဲ့ဒီမှာကျွန်တော်အနေနဲ့3ပရိတ်ကဘယ်3ပရိတ်လဲဆိုတာကိုတစ်ချက်ပြချင်ပါတယ်ဒီမှာကျွန်တော်တို့ကဒီ9ရဲ့1ရဲ့ပေါင်းလိုက်လို့ရှိရင်10ပါ3ညပါ9ရဲ့1ရဲ့ပေါင်းရင်3ညဒီ3ညကိုဒီ9ရဲ့သူ့ရဲ့ပါဝါ9ရဲ့1ရဲ့ပေါင်းလို့3ည3ညရဲ့ပါဝါ5ဖြစ်ဖို့အတွက်ကျွန်တော်တို့ကဒီမှာ9ပါဒီ9ရဲ့ဒီ6ရဲ့ပေါင်းမှဒီ9ရဲ့ဒီ6ရဲ့ပေါင်းမှ5ဖြစ်မှာပါเนาะ3ညပါဝါ5ပါအဲ့ဒီလိုပဲကျွန်တော်တို့ကဒီ6ရဲ့3ရဲ့ပေါင်းရင်9ပါเนาะဒီနှလုံးပေါင်း9ဖြစ်တဲ့အတွက်ကြောင့်9ရဲ့ပါဝါ4ဖြစ်ဖို့အတွက်ကျွန်တော်တို့ကဒီမှာ9ရဲ့4ရဲ့9ရဲ့ပေါင်းမှ9ရဲ့9ရဲ့ပေါင်းမှ4ပါเนาะအဲ့ဒါဆိုလို့ရှိရင်ကျွန်တော်တို့ကဒီ9ရဲ့ဒီ9ရဲ့ပေါင်းလို့ရှိရင်10ပါဒီ10ရဲ့ပါဝါဒီနှလုံးပေါင်း10ရဲ့ပါဝါ3ဖြစ်ဖို့အတွက်ဆိုရင်ကျွန်တော်တို့ကဒီမှာ3ရှိနေပါတယ်3ရှိနေတဲ့အတွက်ကြောင့်ကျွန်တော်တို့ကဒီမှာ3ညကိုထည့်ပေးရပါမယ်ကျွန်တော်တို့ကဒီမှာ3ရှိနေတဲ့ဒီ10ရဲ့ပါဝါဒီနှလုံးပေါင်း10ရဲ့ပါဝါ3ဖြစ်ဖို့အတွက်ကျွန်တော်တို့ကဒီမှာ3ရှိနေတဲ့အတွက်ကြောင့်ဒါကို3ထည့်ပေးရပါမယ်3ညထည့်ပေးရပါမယ်ဒါဆိုလို့ရှိရင်ကျွန်တော်တို့ကဒီနှလုံးပေါင်းချင်းက3ည3ရဲ့3ညရဲ့ပေါင်းတော့3ပါเนาะဒီ9ရဲ့1ရဲ့ပေါင်းတော့3ည3ညရဲ့ပါဝါဒီနှလုံးပေါင်းချင်း5ဒီ9ရဲ့ဒီ6ရဲ့3ရဲ့ပေါင်းလို့9ဒီနှလုံးပေါင်း9ရဲ့ပါဝါဒီမှာ4ပါဒါဆိုလို့ရှိရင်ကျွန်တော်တို့ကဒီနှလုံးပေါင်း10ပါဒီနှလုံးပေါင်း10ရဲ့ပါဝါဒါဆိုလို့ရှိရင်3ပါเนาะဒါဆိုလို့ရှိရင်ကျွန်တော်တို့ဒီမှာပြန်ပြီးကောက်ရမယ်ဆိုလို့ရှိရင်ဒီ9ရဲ့
1ရယ်4ရယ်ပေါင်းလို့ရှိရင်4ပါဒီမှာ4ဖြစ်တဲ့အတွက်ကြောင့်ဒီ3လုံးပေါင်း4ဖြစ်တဲ့အတွက်ကြောင့်ကျွန်တော်တို့ကဒီမှာဒီ1ရယ်4ရယ်9ရယ်ပေါင်းတော့4ပါဒါဆိုလို့ရှိရင်ဒီ6ရယ်ဒီ4ရယ်ဒီ3ရယ်ပေါင်းရင်3ပါဒီ3လုံးပေါင်း3ဖြစ်တဲ့အတွက်ကြောင့်ကျွန်တော်တို့ကဒီ3လုံးပေါင်း3ဖြစ်ပါတယ်4ရယ်6ရယ်3ရယ်ပေါင်းတော့3ဖြစ်ပါတယ်ဒါဆိုလို့ရှိရင်ကျွန်တော်တို့ကဒီ9ရယ်ဒီ3ရယ်ဒီ1ရယ်ပေါင်းလိုက်ရင်9ပါဒီ3လုံးပေါင်း9ဖြစ်တဲ့အတွက်ကြောင့်ကျွန်တော်တို့ကဒီမှာ9ဖြစ်ပေးရပါမယ်ဒီလို9ဖြစ်ပေးဖို့အတွက်ကိုကျွန်တော်တို့ကဒီမှာ6ရှိနေတဲ့အတွက်ကြောင့်ကျွန်တော်တို့ကဒီမှာ3ပရိတ်ကိုထည့်ပေးရပါမယ်3ပရိတ်ထည့်ပေးဖို့အတွက်ကျွန်တော်တို့ကဒီမှာနောက်ပိတ်အနေနဲ့3ညကိုရသွားပါပြီဒါဆိုလို့ရှိရင်ဒီမှာဒီ6ရယ်ဒီ3ညရယ်ပေါင်းရင်6ပါကျွန်တော်တို့က9ဖြစ်ဖို့အတွက်ဆိုရင်ဒီမှာ3ကိုထည့်ပေးရပါမယ်ဒါဆိုလို့ရှိရင်ကျွန်တော်တို့ကဒီမှာ3ထည့်ပေးရပါမယ်ဒါမှသာကျွန်တော်တို့ကဒီအတိုင်းဖြစ်ပါမယ်ဒါဆိုလို့ရှိရင်ကျွန်တော်တို့ကဒီ9ရယ်ဒီ1ရယ်ဒီ4ရယ်ပေါင်းရင်4ပါဒီ3လုံးပေါင်း4ဖြစ်တဲ့အတွက်ကြောင့်ဒီ3လုံးပေါင်းက4ပါ6ရယ်4ရယ်3ရယ်ပေါင်းလို့ရှိရင်3ပါဒီ3လုံးပေါင်း3ဖြစ်တဲ့အတွက်ကြောင့်ဒီ3လုံးပေါင်းကလည်း3ပါဒါဆိုလို့ရှိရင်ကျွန်တော်တို့ကဒီ9ရယ်ဒီ3ရယ်ဒီ1ရယ်ပေါင်းရင်9ပါဒီ3လုံးပေါင်း9ဖြစ်တဲ့အတွက်ကြောင့်ကျွန်တော်တို့ကဒါဆိုလို့ရှိရင်ဒီ6ရယ်ဒီ3ရယ်ဒီ3ညရယ်ပေါင်းလို့ရှိရင်9ဖြစ်ပါမယ်အဲ့တော့မိတ်ဆွေများအနေနဲ့မနက်ဖြန်7နာရီ10မိနစ်မှာထိုးရမယ်ထိုးကွက်ပေါက်ကွက်အနေနဲ့ကဒဲတစ်ကွက်ကောင်းအနေနဲ့ကတော့ဒဲတစ်ကွက်ကောင်းအနေနဲ့ကတော့ဒါကထိုးကွက်ပါထိုးကွက်အနေနဲ့ကတော့မိတ်ဆွေများအနေနဲ့3ထိပ်စီ3ညနောက်ပိတ်3ညနောက်ပိတ်နဲ့3ထိပ်စီနဲ့3ညနောက်ပိတ်30တကွက်တည်းဖြစ်ပါတယ်မိတ်ဆွေများအနေနဲ့ကျွန်တော်ရဲ့ရွှေရတောင်တူဒီ channel လေးကိုကြိုက်နှစ်သက်လို့သဘောကျတယ်ဆိုလို့ရှိရင်လည်း like and subscribe လေးလုပ်ပေးထားကြပါမျှဝေလို့ရမယ့်နေရာမှာလည်းမျှဝေပေးကြပါလို့မေတ္တာရက်ခံကြပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်အားလုံးကံကောင်းခြင်းများစွာနဲ့လည်းပြည့်စုံပါစေလို့ဆုတောင်းပေးပါတယ်